ကာရီဘီယန်ပင်လယ်ပြင်ရဲ့တနေရာမှာတော့ပျော်ရွှင်စရာမိသားစုလေးတစ်ခုဟာရွက်လေပေါ်မှာအားလာချက်ကိုအပန်းဖြေနေကြပါတယ်။မိခင်ဖြစ်သူဂျူလီယာဟာရေကူးဖို့ရေထဲကိုပုံဆင်းသွားခဲ့ပါတယ်။သူမအေးလူလူအနားယူနေလို့ခုထူဆန်းနေတယ်လို့ခံစားလိုက်ရပေမဲ့ဘာမှမတွေ့တာကြောင့်စိတ်ထင်လို့ပဲဖြစ်မှာပါဆိုပြီးကိုပြန်ဖြစ်သိလိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့အဲ့ဒီခံစားချက်ကပြန်ပေါ်လာပြန်တယ်။ဒီတစ်ခေါက်မှာတော့သူမဆွေးရင်စိတ်ဝင်လာပြီးလေစီကိုအမြန်ပြန်ကူးပါတော့တယ်။ရုတ်တရက်တစ်ခုကသူမခြေထောက်ကိုဆွဲချလိုက်တဲ့အခါဂျူလီယာဟာအေးအတန်အော်ဟစ်အကူကြီးတောင်းပါတော့တယ်။မိဖြစ်သူကက်စီကနေချက်တက်ထားလို့မကြားရတယ်လို့ဒီပွေးဖြစ်သူချောင်းနဲ့သားဖြစ်သူဘန်တို့ကလည်းငါးဖန်းတာနဲ့အလုပ်ရှုပ်နေကြပါတယ်။ဂျူလီယာဟာရေမနစ်အောင်အတင်းရုန်းကန်နေရပြီးအဆက်သေးရေတွေဝင်လာတာကြောင့်ပေါ်ဖို့တောင်ခက်ခဲလာပါတယ်။ချောင်းကဂျူလီယာကိုမတွေ့တာကြပြီးဆူလာတတိဖမ်းမိသွားပြီးလိုက်ရှာတဲ့အခါမှာသူ့ဇနီးအာနီရဲ့ကြုံနေတာကိုမြင်သွားပါတယ်။ပေါ်မှာရွေးလေကိုဂျူလီယာအနားရောက်အောင်မောင်းသွားပြီးရေထဲခုန်ဆင်းကသူမကိုအေးထုတ်နိုင်ခဲ့ပါတယ်။တာစုဝင်တွေဂျူလီယာကိုနစ်တိပေးကြပေမဲ့သူမကတော့အဖြစ်သွားမှမသိပဲရေစီးကြောင်းလှုပ်ပဲထင်နေခဲ့ပါတယ်။အဲ့ဒီညမှာပဲသူတို့ဟာပန်ညက်မွေးနေ့ကိုပျော်ပျော်ပါးကျင်းပခဲ့ကြပါတယ်။ကက်စီကသူမရီးစားနဲ့ဗီဒီယိုခေါ်နေတော့မြို့ပေါ်မှာထူးဆန်းတဲ့မုန်းတိမ်အောင်ကြီးတွေပေါ်လာတာကိုတွေ့လိုက်ရပြီးလိုင်းကြီးပြတ်တောက်သွားပါတယ်။အဲ့ဒီအကြောင်းကိုမိသားစုကိုပြောပြပေးမယ်။တော်ကတော့ကန်းချေနဲ့ဝေလို့လိုင်းမမိတာဖြစ်မှာပါလို့ပဲချက်ချင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝေလာ9အုပ်ကြီးဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။ဝေလာ9တွေကကမ္ဘာတန်လိုက်ဆက်ကွင်းကိုလိုက်ပြီးတွာလာတတ်တာဖြစ်လို့ခုလိုမုန်တိုင်းတွေကြောင့်တန်လိုက်ဆက်ကွင်းကမောက်မှဖြစ်တဲ့အခါသူတို့တွေဟာလာမပြီးပန်းချေဘက်ကိုရောက်လာတတ်တယ်လို့ဖောင်ကရှင်းပြပါတယ်။ရုတ်တရက်ရွေးလေကြီးတုံခါသွားပြီးပန်လဲလေးကျသွားပါတယ်။လေတစ်ခုထိခိုက်သွားပြီလားဆိုတာသိရအောင်ဖောင်ကရေငုပ်ပြီးစစ်ဆေးတဲ့အခါမှာခိုးမှတန်ညာနဲ့ပြန်တက်လာပါတယ်။သူ့နောက်မှာခုရှိနေတယ်လို့ခံစားရပြီးလေ့ကြည့်တဲ့အခါလေရဲ့ပန်ကာနဲ့ပြီးမိသွားတာပါအဲ့ဒီအကောင်ဟာအတော်လေးကြီးပေမဲ့သူတေချာမမြင်လိုက်ရဘူးလို့ဆိုပါတယ်လေကတော့အတော်လေးပျက်စီးသွားတာကြောင့်ကိုညီတောင်းဖို့ကြိုးစားရပါတော့တယ်ရေဒီယိုနဲ့ဖုန်းလိုင်းအားလုံးပြတ်တောက်နေပြီးနောက်ဆုံးမှာတော့အေးအင်ဂျင်ပါရက်သွားကပြင်လေပြင်မှာတောင်း